Karaba Miaswapia Awiti Mude, Songan Chuan, Ridonga Miaswapia, Zido, Chauno, the Town. Razito, Chauno, Awiti Mue, Chare, Shigan, the Gan Sheet. Eri Jigan, Bigan, the shall be the Murego, Songan Chuaya. Rakali, the Taiga, Eri Jigan, the Sembiro, Mapan, the Rago Miaswapia, Mino Mureka. Kaliri should be a little machine. Very clearly, oh, long of Yaswapia, and now we call. Obi of Yaswapia, Bamishi, Bamero, Kaliru. You know, Senior Dokago, Chautala Malava, the Viro, Senior Dokago, Chaubalipia. You know, Senior Dokago, Chaitala, Nitatala, Tamay. Senior Dokago, the Viro, Manita Babupia. Yan she did Ludan de Lubeb Shiama, really. ဆင်းရဲဆိုရင်ကြောက်ရမှာပဲလေကြောက်အပ်တဲ့အရာပေါ့နော်ဆင်းရဲကိုဘယ်သူမှမကြိုက်အဲ့လိုမျိုးဆင်းရဲကိုကြောက်ပါတယ်ဗျာဆင်းရဲကိုမကြိုက်ပါဘူးလို့ရှောက်တော်မြတ်စွာဘုရားကဥဒန်းကျူးတယ်တဲ့ကလေးတွေဆိုတော့ပြောတယ်ပဲနားလေနိုင်မဲ့အရွယ်မဟုတ်သေးတဲ့အတွက်ကြောင့်တနည်းအားဖြင့်နားလေနိုင်တဲ့အခြေခံပါမလာတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ဒါကြောင့်သူတို့ကိုရည်ရွယ်ပြီးတော့တရားဟောတာမဟုတ်ဘူးဥဒန်းကျူးတာဥဒန်းဆိုတာကကိုယ့်ရဲ့စိတ်ထဲမှာကိုပြောချင်နေတာတွေနော်ကိုပြောချင်နေတာတွေကိုဘလို့မှစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေအလိုလိုရှံကြလာတဲ့စကားမျိုးကိုဥဒန်းလို့ခေါ်တယ်အဲ့ဒါမြတ်စွာဘုရားကျွေးတော်မူတဲ့ဥဒန်းကထာလေးTasi bayatha dukkata tasi wa dukkha mappiyan mahakatha pabaka kama awiwa yadiwa ဟောဒီကမှာတို့ဘုန်းကြီးတို့နားလည်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှအခြေခံကြကြမှတ်သားထားစရာကောင်းတဲ့ဒေသနာတစ်ပုဒ်နော် Tasi bayatha dukkata တကယ်လို့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင် Tasi wa dukkha mappiyan တကယ်လို့ဆင်းရဲဒုက္ခကိုမကြိုက်ဘူးဆိုရင်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်တဲ့မာကထပပကံကမ္မအာဝိဝါယတိဝါတဲ့ဟောမာကထပပကံကမ္မမကောင်းတာကိုမလုံးနဲ့မပြောနဲ့မတွေးနဲ့တဲ့အဲ့လိုမကောင်းတာကိုမလုံးနဲ့မပြောနဲ့မတွေးနဲ့လို့ပြောတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးခုထားသေးတယ်အဲ့ဒါကဘာလို့ဆိုတော့အာဝိဝါယတိဝါတဲ့ဟောလူကွယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်ဟောဒီစကားလေးကလည်းပဲဘုန်းကြီးတို့ရဲ့ဥထုဇဉ်တွေရဲ့စိတ်ကိုမြတ်စွာဘုရားကနားလည်နေလို့ဒါလေးကိုထည့်ပေးတာသူတို့ကမကောင်းတာကို